ချစ်ခီးတော့မြန်ပြန်လာခင်နော်ချစ်ခီးပြီးသွားပြီးပြန်လာတယ်ကိုကချစ်ကိုတန်းယူမှာဟဲ့ အေးမာကိုရဲ့ဖိတ်ချာနော်ချစ်ကတိပေးတယ်ပြန်လာတာနဲ့ကိုတန်းယူပြီမှာ မလေးတန်းလာယူခြင်းနေတန်းနေပေါ့ဟိုလေအေးရဲ့ဘယ်သူလုံးမေးမလို့ဘာဘယ်သူ ဟောအဲ့လားအကိုလေးကိုကလည်း အခုလား ဟုတ်တယ် ချုပ်ချင်းလည်းမစင်ဘူး ဟောမောင်မတွေကတူချင်လဲတူမှာမတူချင်လဲမတူလေ အော်ဟုတ်သားပဲဟုတ်တယ်နော်မောင်မရတူရင်တူဟိုချစ်ကိုဟိုဘက်လက်နေတော့လေဟိုချစ်အားလေးပြလိုက်ဆော ဘာဖြစ်လဲ အကိုရှိရလေ ဟိုပြပြထူပါဝတ်ချောအဲ့ဒါလေအော်မလိုက်ခါ ဟုတ်သူကဘူးလေ ဟုတ်လားဟိုကအော်ကိုအမဟိုသူစိတ်မချောက်လိုက်လာတာ အော်အေးဘော်လေးယောက်ျားလေးဆိုရဲပဲစိတ်ချပါမယ် အေးလေကလေးနဲ့မတူတာနော်ဟုတ်တယ်မလားအဲ့တော့ဟိုချစ်သွားတာနော်မူလည်းသွားတဲ့ရှိသေးတယ်ဟိုချင်းတာရှိလို့ဟုတ် ဟေးအဲ့ဒါဘာသူ ဟောအဲ့လားအကိုက ဟမ်အဲ့ဒါကို ဟောကိုကလည်းအဲ့လားအကိုလို့လက်ကင်တာဗောနောက်ပြီးကိုနဲ့ချင်းနဲ့ဖန်တော့မယ့်ကိစ္စကိုရခွင့်ပြုတယ်တော့မယ်နေစမ်းမအောင် ဟုတ်တယ် မောင်အဲ့ဒါဘာတူလဲ ညီမလေးမို့လို့ကိုကအဆုံးမနေရဟဲ့လက်ကလေးကင်ပြော မောင်ဆွေးရချက်တွေမလုံးနဲ့နော်မကြိုက်ဘူး ဟုတ်လားမလုပ်ပါဘူးတော့မယ်နော်မတော့မယ်တော့မယ်ကိုသူမြင်တော့မယ် တေချာလို့လားညီမလေးဆိုတာ ဩမြင်တော့မှဆိုလို့ညီမလေးကနော်အတုမြင်အတက်သိင်းနဲ့နော်အဲ့ကြောင့်မြင်တော့ဆိုလားတော့မယ်မြင်တော့မလားလာပါ ဟိုကပြောတော့အမခောက်တော့သွားပြီအေးဒီဘက်ကပြောတော့အကိုတဲ့ဟန်လင်းကိုထွက်သွားနေတယ်ကွာခေါင်းနေကြိုက်တာတကယ်ကြီးငါတို့ရက်ဆိုင်မသွားတော့ပြဲအိတ်တာပဲကောင်းတယ်တကယ်ဟုတ်တယ်ပြဲအိတ်မပြဲမတက်သွားမတော့တက်ကန်တော့